ဟာမှန်လေကျွန်တော်ခင်ဗျားကိုရည်စားစကားပြောလို့ချိန်တာလေကျွန်တော်မဝေဖန်နဲ့ကျွန်တော်ပြောတော့ပဲနားထောင်မယ်တို့ကမလို့တော့ဘူးဗျာတွေ့နေပြီဆိုတော့လေညနေဝေးတွေ့ချင်းရပါတော့တွေ့ချင်းလို့ရမလားညနေဝေးတွေ့တာပါတော့ဟိုမတ်ဣကလေယာရူဘီဦးကြီးဣကလေယာရူဘီဦးဆိုတာဘာလို့ပြောတာခင်ဗျာပြောတာဗောကျမနာမည်မဟုတ်တာဟိုကျမနာမည်ပုံပုံလေဟုတ်ပါဘူးဣကလေယာရူဘီဦးပါโอเคမဟုတ်ပါဘူးကျမနာမည်ပုံပုံပါဆိုမှပဲကျွန်တော်ခင်ဗျားနာမည်ကိုဣကလေယာရူဘီဦးထင်လို့အဲ့လိုပဲမှတ်ထားတာရှင်ရလဲရှင်ဘာမှကိုမဆိုင်ဘူးတခြားစီပဲနော်မူးနေတာကိုမှားမှာအခုလိုကျွန်တော်ကရင်ထဲကချစ်ချင်းတွေအစားတက်တည်ထားတဲ့ရှင်ဟာတက်တည်ထားတဲ့တေချာဖတ်ပါရှင်တက်တည်ထားပြီးကျွန်တော်အန်ကြလာတယ်ဆိုတော့ဘာသွားလိုက်လေဒီမှာကျွန်တော်ကမူးပြီးတော့အန်နာမဟုတ်တာဗျဘာလို့ဟိုဘက်ကိုသွားမှာမသိဘူးလေရှင်ကချင်းလုံးမူးနေတဲ့သူဆိုတော့အန်ချင်တယ်လို့ထင်တာပေါ့အန်မလို့ဟိုဘက်မှာသွားအန်လို့ပြောတာဒီမှာခင်ဗျကျွန်တော်ရည်စားစကားပြောတာနားထောင်ပါလားကျွန်တော်ရည်သမားဆိုပြီးခင်ဗျနှိမ်ပါလားဆက်ပြောပြောတော့အော်ဟိုအဲ့ဒီအန်ကြလာတဲ့စကားလုံးတွေကိုစာတစောင်အဖြစ်နဲ့မတ်ဣကလီယာရူဘီဦးစီကိုဒီမှာကျမနာမည်မတ်ဣကလီယာရူဘီဦးမဟုတ်ဘူးပုံပုံဒီပါဗျာကျွန်တော်နည်းနည်းနှုတ်ကြိုးနေလို့ပါဟိုမပုံပုံရေဒါကိုလေကျွန်တော်နှလုံးသားထဲကနေပြစ်လိုက်ကျွန်တော်နှလုံးသားထဲကနေပြစ်လိုက်တဲ့မြားတစ်စင်းလို့တတ်မှတ်မယ်ဆိုရင်တတ်မှတ်လို့ရပါတယ်ဒီတော့ရေးပြလိုက်လည်းမသိဟိုသူများမရရဲ့တင်ကိုစားသလိုပဲဩဒီမှာသူများတေချာဖက်သူများတွေတင်စားသလိုပဲတင်စားရမယ်ဆိုရင်တော့လေဟိုကျွန်တော်အချစ်ကနေများတစ်ချက်လိုပါပဲဖိုနေကနည်းနည်းနူးညံ့နေတဲ့ဟမ်ဘယ်နေရနူးညံ့တာတော့ဘယ်နေရနူးညံ့တာတော့ကျွန်တော်အချစ်ကနေများတစ်ချက်လိုပါပဲဖိုနေကနည်းနည်းနူးညံ့နေပုတ်လီဗျခင်ဗျလေဟိုနေများနေရာတော်များနူးညံ့နေဗျရှင်ရလဲရှင်နူးညံ့တာတော့ကတော့ဟိုကိတ်မုတ်လို့တုံနေရပါတယ်ကိတ်မုတ်လေကျွန်တော်မကြိုက်တာကျွန်တော်ကဟိုနံပြားကနူးညံ့တာကိုကြိုက်တာဟိုကိတ်မုတ်ကနူးညံ့တာကိုမကြိုက်ဘူးပြီးပါကျွန်တော်ဆက်ပြောမယ်နော်ပြောဟိုကျွန်တော်ကနံပြားတစ်ချက်လိုပဲတချို့နေရာတွေကနူးညံ့ပါလေတဲ့ဒါပေမဲ့ဟိုတချို့နေရာတွေကတော့အဖုဖောင်းနေနေပေါ့ဗျာတဲ့အဖုဖောင်းဆိုတာဘယ်နာအဖုဖောင်းပြောတာလဲတချို့နေရာတွေကတော့နံပြားလိုနူးညံ့ပါတယ်တချို့နေရာတွေအဖုခင်ဗျာလေဟိုနံပြားမှာတချို့နေရာတွေကအဖုဖောင်းလေးတွေပါတယ်လေဗျာမဟုတ်ဘူးလားထားလိုက်ပါတော့ဆက်ပြောဟိုတချို့နေရာတွေကတော့အဖူဖုံးလေးနေပေါ့နော်တဲ့ဟိုကျွန်တော်ကနံများဆိုရင်ခင်ဗျားကျွန်တော်နံကြားဖုတ်တဲ့ဖိုးကြီးပေါ့ဗျာဟုတ်ဗျာကျွန်တော်လည်းဘယ်လိုတော့မှတ်လိုက်မိလဲမသိဘူးခင်ဗျားကျွန်တော်ကနံများဆိုရင်ခင်ဗျားကခင်ဗျားကျွန်တော်ရဲ့နံများဖုတ်တဲ့ဖိုးကြီးပေါ့ဗျာတဲ့ဗျာကျွန်တော်လည်းနံများကိုတင်စားလိုက်တော့လေနံများဖုတ်တဲ့ဖိုးကပါသွားတာပေါ့ဟိုကျွန်တော်ဆက်ဖက်မယ်နော်အဲ့ဒါဟိုဒါကြောင့်ကျွန်တော်